စားတွေကိုထွေးလို့ကိုစားတယ်လက်ဖြတ်တွေကိုရွှေ့လို့ထားတယ်လောဘတွေကိုရေချိုထားတယ်စိတ်ဓာတ်တွေကိုနေနေသွားတယ်ပတ်စားတွေကိုထွေးလို့ကိုစားတယ်လက်ဖြတ်တွေကိုရွှေ့လို့ထားတယ်လောဘတွေကိုရေချိုထားတယ်စိတ်ဓာတ်တွေကိုမြေပြောင်းသွားတယ်ဒီသတ်သူတွေမအပူစနာဘူးဝေဇက်ကြီးစပကိုမယူပြန်ကကြည့်လေမာနဲ့လို့လက်ဆိုးရအပူတန်ကရှိလေလဲရီးကြီးတွေလို့မျိုးတူတတ်တာမရှိပေမလို့ရပုံသက်ကမူမှန်လာပြီးတမတရောက်မှုဆိုတာနျူတန်မရှိတယ်လောဘကြောင့်လုံးလိုက်တဲ့မေလို့ရလုံးရကြောင်းစာနာမှုဆိုတဲ့စိတ်ကတူးစနာတီဝေမို့ကြတော့ကဲတော့ကောက်ကြည့်တဲ့ရှုံးမှုတွေမျိုးမျိုးပြကိုကြောင့်လည်းကြားလို့ပါဆိုကြုံပြလာပြီးတော့စိတ်တက်ကအဝေးစီတီထိုးတော့ကြအထွတ်ဆိုတဲ့ဒုက္ခတွေနဲ့ရင်းကြီးမှသိတာလောဘဒေါသမောဟတွေပဲမင်းစီမှရှိတာတမမဲ့တော့ချေဝါတဲ့ထေးကြီးလည်းမဖြစ်ချင်ဘူးငါရှုံးတဲ့လမ်းတွေကမြည်စီမှပတိပတာတော့လောဘဆောင်မနေပါပဲသားတွေကတဖြည်းဖြည်းနဲ့လောက်ထွက်လာတယ်ကြားကြောက်လို့စီကိုစီးကြတဲ့ဆိုပြီးတော့အိတ်နေတဲ့ကြားရှိကိုမှောက်ရပါတယ်ညမတော်လို့ငါထုတ်ပြပြီးတာလူအမှန်ကိုပဝင်းငါရှုံးချသည်ခါဘုဘောတကပယုတ်ပါလိရှိနာရှိုက်ကုန်ဖြစ်ဖြစ်ပဲခြေတွေကတော့ကစီယာဘုံပြမြတ်စွာဘုရားမနဘကိုခွဲကြတယ်ကိုဆုံးမထားနားနဲ့တယောက်အားငယ်တွေရှိုးသမားဘွားကတခဏရေရှိအောင်မင်းတုံးပြထားအိုးဒူပေါ်ခလာတာနေစိတ်တက်ကိုအမြင်ဆုံးမထားပါဟေးဖြစ်နိုင်ခဏတော့ဖြစ်လောဘဒေါသတွေကြောင့်မရုံထွက်လို့သွားကျင်တယ်ခဏတောင်ဝေးအိုးဘုံပြမြတ်စွာဘုရားနားနဲ့တယောက်အားငယ်တွေရှိုးသမားဘွားကတခဏရေရှိအောင်မင်းတုံးပြထားအိုးဒူပေါ်ခလာတာနေဟေးဖြစ်နိုင်ခဏတော့ဖြစ်လောဘဒေါသတွေကြောင့်မရုံထွက်လို့သွားကျင်တယ်ခဏတောင်ဝေးဘိုးကြီးတုံးကပေါ့မကြမ်းပါတဲ့ချစ်တဲ့အိုကြီးစိုးဆက်တဲ့တိုးတဲ့ပါချစ်တဲ့ကြီးကတပည့်အသားစားကြလို့တူတပည့်မြေခွင်းကိုဖမ်းပေးဖို့ပြောတဲ့ခါမြေခွင်းဆိုတာတူတပည့်ပေါ်ဒိန်ညာကောက်ကြည့်တဲ့နေရာမှာကျွမ်းကျစုံတေကာနီးချင်းတဲ့ကဆင်းလာတဲ့မင်းကိုတိုင်မင်ကြမှာတဲ့နတ်တယ်မလို့ဖြစ်နိုင်လားမဖြစ်နိုင်လားမစင်းစားနိုင်ရဲ့ချစ်တဲ့စီပြေးသွားတဲ့မင်းသားဆိုင်တဲ့လောဘရဲ့စိတ်တွေကြောင့်အားရတဲ့ယူပြီးတော့ချစ်တဲ့အိုကြီးလက်ထဲမှာချင်းကြရိုက်လေချစ်တဲ့မြတ်ကိုကတရားပုံချလိုက်တယ်ရန်သူကိုလွယ်လွယ်နဲ့ယုံစားလိုက်တယ်ချစ်တဲ့ကသပင်းပုတ်ကိုခုံချလိုက်တယ်လေဘေးကိုမဆက်နဲ့ကြိုက်ငုံထားလိုက်တယ်ခဏကိုကတင်ခဲ့တော့လေလောဘကိုပူကြည့်မှာတော့အုံတော့ကိုမတုံးတော့ပဲသိရမဲလားနောက်ဆုံးတော့တမင်လေးမှာတက်ပြောက်သွားရှရတာလောဘကြောင့်ကြောက်ဆုံးကြီးအဖိတယ်ပဲကွာဒုက္ခကပို့ပို့ပြီးဒီတော့မဖြစ်လာကိုယ်နဲ့ကြသူဆိုရင်ရီမောကဖြစ်ကွာစင်းတော့ကတကင်းဝေးတဲ့နေရာကိုရောက်ရင်အဲ့ဒါဖျားရှိကိုယ်တိုင်ဟောထားတဲ့နီယောတာသက်သာအိုးဘုံပြမြတ်စွာဘုရားမနဘကိုခွဲကြတဲ့ကိုဆုံးပါထားနားနဲ့တယောက်အားငယ်တွေရှိုးသမားဘွားကတခဏရေရှိအောင်မင်းတုံးပြထားအိုးဒူပေါ်ခလာတာနေစိတ်တက်ကိုအမြင်ဆုံးမထားပါဟေးဖြစ်နိုင်ခဏတော့ဖြစ်လောဘဒေါသတွေကြောင့်မရုံထွက်လို့သွားကျင်တယ်ခဏတောင်ဝေးအိုးဘုံပြမြတ်စွာဘုရားနားနဲ့တယောက်အားငယ်တွေရှိုးသမားဘွားကတခဏရေရှိအောင်မင်းတုံးပြထားအိုးဒူပေါ်ခလာတာနေဟေးဖြစ်နိုင်ခဏတော့ဖြစ်လောဘဒေါသတွေကြောင့်မရုံထွက်လို့သွားကျင်တယ်ခဏတောင်ဝေး